teaching ဆရာမတယောက်ကတစ်ချိန်ကျရင်အောင်မြင်တဲ့ leader ဆိုတာဖြစ်လာမှာပဲ teaching လုပ်နေသူများကာလပတ်လုံး learning ကဘယ်တော့မှရပ်လို့မရပါဘူး PhD ဆိုတဲ့ master တွေရော PhD ရောအတက်နိုင်ဆုံးမကိုသင်တက်မြောက်မှသာ channel လူမျိုးတွေကိုက sharing လုပ်ပေးနိုင်တယ်ဆရာမဖြစ်ဖို့ကလွယ်ပါတယ်ဆရာမခေါင်းဖြစ်ဖို့နဲ့ leader ခေါင်းဖြစ်ဖို့ဆိုရင်တော့ကိုကလည်းအရာရာပြည့်စုံနေမှပဲလုပ်နိုင်မယ်လို့ကျွန်မယုံကြည်တဲ့အတွက်ကျွန်မထက်လက်တင်ယူနေဦးမှာပါကျမနာမည်ကတော့ဒေါ်အေးမြင့်ဖြစ်ပါတယ်ကျမကတော့ဒီ MIBA College မှာ Master တန်းလေး join နေတဲ့ဆရာမတစ်ယောက်ဖြစ်ပါတယ်အလုပ်ကန်တော့ Educational Consultant နဲ့ Guidance တွေလုပ်ပေးပါတယ်ဆရာမတစ်ယောက်ဖြစ်တာနဲ့အညီပေါ့နော်ဘယ်ကျောင်းကကောင်းလဲဘယ်ကျောင်းမှာဘယ်လိုလေးတွေသတ်မှတ်ထားလဲ level လေးတွေနဲ့စုံစမ်းလိုက်ပါတယ်စုံစမ်းပြီးတော့မှကျမရဲ့ဆရာမဒီချက်ခိုင်းကနေတစ်ဆင့် recommend ပေးတာနဲ့ကျမဒီ MIBA College ကို join ခဲ့တာပါဒီ Zoom နဲ့ပတ်သက်လို့ကျမတို့နိုင်ငံမှာတော့ pandemic ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအားလုံးကဒီ Zoom နဲ့ရင်းနှီးကျွမ်းမှုရှိသွားတာပေါ့နော်အဲ့ဒါကောင်းကျိုးတစ်ခုပေါ့နော်နောက်တစ်ခါကျမတို့ဆရာမတယောက်အနေနဲ့ကျမတို့ကအလုပ်တရားတစ်ဖက်ပညာရလည်းသင်ကျင်တဲ့အတွက်ကိုကျမတို့ကဒီ Zoom နဲ့ join တဲ့ခြင်းအပြင်ကျမတို့ကအသွားပြန်အချိန်တွေကလည်းမကုန်တော့ဘူးအဲ့အတွက်ကိုအချိန်ကလည်း safe ဖြစ်တယ်online နဲ့သင်ခြင်းအပြင်တော့ 80% လောက်ကတော့ကောင်းကျိုးရှိပါတယ် 20% လောက်ကတော့နည်းနည်းလေးပေါ့ face to face မရှိတဲ့အတွက်တချို့တွေကတော့ကျွမ်းဝင်မှုမရှိတဲ့အတွက်ဒါပေမဲ့ကျမတို့နဲ့ကြတော့ကျမတို့ဆရာမဖြစ်တာနဲ့အညီ online မှာလည်းသင်နေတယ်အဲ့အတွက်ကိုကျမတို့ရင်းနှီးကျွမ်းဝင်မှုရှိတဲ့အတွက်အများကြီးကိုအဆင်ပြေပါတယ် assignment တွေရေးတဲ့အခါမှာလည်းတစ်ချိန်တည်းက break out room တွေမှာခွဲပေးတယ် assignment တွေရေးတဲ့အခါမှာလည်း group activity တွေလုပ်ပေးတယ် MIB ကအဲ့အတွက်ကိုဆက်ဆက်ရအကုန်အဆင်ပြေပါတယ်ဆရာမတယောက်အနေနဲ့ပေါ့နော်အစကတော့ကျမတို့ကဆရာမတယောက်အနေနဲ့ teaching ဘိုင်းကိုပဲအဓိကထားပြီးတော့ကိုယ့်ရဲ့ teaching တွေဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့အသိနဲ့ပဲတက်ခဲ့တာပေါ့နော်ဒါပေမဲ့တကယ်တမ်းတက်ကြည့်လိုက်တဲ့အခါမှာ teaching ဆရာမတယောက်ကတစ်ချိန်ကျရင်အောင်မြင်တဲ့ leader ဆိုတာဖြစ်လာမှာပဲအဲ့လိုဖြစ်လာတဲ့အတွက် management ဆိုတာကိုပဲကျမတို့ကသိသေးတယ်ဒီမှာ join လိုက်တဲ့အတွက်ဆရာမကြီးတွေကျမဆိုရင် module 2ခုပြီးသွားတာပေါ့နော်curriculum and syllabus လည်းပြီးသွားတယ်ဆရာမကြီးဒေါက်တာဒေါ်ရင်မောင်ကတဆင့်မသိသေးတဲ့အချက်တွေလည်းအများကြီးသိရှိရတယ်နောက်တစ်ခါ module 2မှာလည်း educational administration ဆိုတဲ့အတွက်ဒေါက်တာကြီးဒေါ်ထေးခင်ကလည်းသင်ပေးတဲ့အတွက်ကျမတို့ကအများကြီးပေါ့နော် management တစ်ခုနဲ့မလုံလောက်သေးဘူး administration education နဲ့ပတ်သက်တာတွေလည်းဘယ်လိုတွေကျမတို့ question စိတ်ပြရမလဲ leader ခေါင်းတစ်ယောက်ဖြစ်အောင်ဘယ်လို positive နဲ့အုပ်ချုပ်ရမယ်ဆိုတဲ့အချက်တွေပါအားလုံးပြီးအောင်သင်ပေးတဲ့အတွက်အများကြီးထောက်ကူပြုပါတယ်တော်တော်လေးကိုပြောင်းလဲမှုရှိသွားတာပေါ့နော်အစာပိုင်းတော့ကျမတို့ကဆရာမတွေအုပ်ချုပ်တဲ့အခါမှာteaching ဘိုင်းတွေကိုဘယ်လိုသင်ရမလဲဘယ်လိုတွေလုပ်ပေးရမလဲဆိုတာပဲပေါ့နော်ဒါပေမဲ့လို့အခုသင်လိုက်တဲ့အခါမှာဘယ်လို level နဲ့ဘယ်လိုလေးတွေအဆင့်သတ်မှတ်ပြီးတော့အတန်းထဲမှာကလေးတွေကိုဘယ်လိုအချော့မရအစဆရာမတွေကိုစဘယ်လိုလေးကူညီပေးရမယ်အဲ့ဒါတွေကစအကုန်လုံးအကြံဉာဏ်ကောင်းတွေပေါ့နော်ဘယ်လို supporting level လေးကစဘယ်လိုခွဲထားရဆိုတာစ assignment တွေကတစ်ဆင့်အကုန်လုံးကျမတို့ level တွေလည်းအကုန်မြင့်ပြလိုက်တဲ့အတွက်ကျမတို့ဆရာမတွေရဲ့သင်ကြားရေးဘိုင်းရောအုပ်ချုပ်ရေးဘိုင်းရောအတွေးခေါ်ဘိုင်းတွေပါအကုန်လုံးမြင့်တင်ပြလိုက်ပါတယ်အကြံဉာဏ်ပေးချင်တာကတော့ကျမတို့ဆရာမတွေဆိုတာက teaching လုပ်နေသူများကာလပတ်လုံး learning ကဘယ်တော့မှရပ်လို့မရပါဘူး teaching နဲ့ learning ကဆက်သွယ်နေတဲ့အတွက်ကျမတို့ကဒီ PhD ဆိုတဲ့ master တွေရော PhD တွေရောအတက်နိုင်ဆုံးပေါ့ကိုသင်တက်မြောက်မှသာ channel လူမျိုးလေးကိုက sharing လုပ်ပေးနိုင်မယ်အခုဆိုရင်ကျမဆိုလဲဒီနေ့ကျမရဲ့ဆရာမလေးကိုကျမခေါ်လာတယ်ကျမဒီမှာသင်ကြားခြင်းအဖြစ်ဘယ်လိုလေးတွေအောင်မြင်လဲဘယ်လိုလေးအသိလေးတိုးလာတယ်ဆိုတာကိုသူလည်းမျက်မြင်ကိုတွေ့ပြခြင်းနဲ့သူလည်း join စေခြင်းနဲ့စိတ်ဖြစ်သွားတာပေါ့နော်အဲ့လိုတွေအများကြီးအထောက်အကူပြုပါတယ်ဆရာမခေါင်းတစ်ယောက်ဆရာမဖြစ်ဖို့ကလွယ်ပါတယ်ဆရာမခေါင်းဖြစ်ဖို့နဲ့ leader ခေါင်းဖြစ်ဖို့ဆိုရင်တော့ကိုကလည်းအရာရာပြည့်စုံနေမှပဲလုပ်နိုင်မယ်လို့ကျမယုံကြည်တဲ့အတွက်ကျမထက်လည်းသင်ယူနေဦးမှာပါအခုနပြောခဲ့သလိုပေါ့နော် intake မှာကျမသင်ပြီးနေတာကတော့ module 2ခုဖြစ်တယ်2ခုစလုံးကတော်တော်လေးကိုလည်းအသုံးဝင်ပါတယ်မနေ့ပြန်ကြမှာ module 3ကိုတက်ရမှာပေါ့နော်အဲ့တော့အကုန်လုံးကတော့ကောင်းပါတယ်ဘာမှပြောစရာမရှိပါသုံးလဲဝင်ပါတယ်အဲ့အပိုင်းကိုပေါ့နော် teacher ကြီးဒေါက်တာဒေါ်ထေးခင်ပြောသွားတာပေါ့နော် admin အပိုင်းပေါ့ management အပိုင်းပေါ့အဲ့ဒါကတကယ်ကိုအရေးကြီးပါတယ်ကျောင်းတစ်ခုပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် organization တစ်ခုမှာခေါင်းဆောင်ကောင်းရှိမှသာဒီကျောင်းတော်ကြီးဒီ organization တစ်ခုလုံးကအောင်မြင်မယ်ဆိုတဲ့အကြောင်းဘယ်လို ethic တွေရှိရမလဲဘယ်လို positive နဲ့ကိုအကြီးပဲဆိုပြီးတော့လက်အောက်ငယ်သားကိုဘယ်လိုနှိပ်ကွပ်ရမလဲဆိုတဲ့စိတ်မရှိဘဲနဲ့ကိုအကြီးပဲကိုပညာနဲ့ကိုရဲ့လက်အောက်ငယ်သားတွေဘယ်လိုဆွဲခေါ်သွားရမလဲဘယ်လိုရည်ချင်းတွေပြအောင်လုပ်ပေးရမလဲဘယ်လိုကူညီပေးရမလဲဆိုတာ positive နည်းနဲ့အကုန်သင်ပေးသွားတဲ့အတွက်အဲ့ဒါကအရန်ကိုအရေးကြီးပါတယ်လို့ပြောချင်ပါတယ်junior လေးတွေပြောချင်တာကတော့ဆ
ဆက်ဟိုဘယ်လိုခေါ်မလဲဆီယမကောင်းတယောက်ဖြစ်ချင်တယ်လီဒါကောင်းတယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျမတို့ဒီ MBG ကိုတော့ join တင်တယ်လို့ထင်ပါတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲအချိန်ပေါ့နော်အချိန်ကလည်း online ဖြစ်တဲ့အတွက်အားလုံးအဆင်ပြေပါတယ် Saturday Sunday နှစ်ရက်တည်းဖြစ်တဲ့အတွက်ကျမတို့ဒီဘက်မှာလည်း teaching ပိုင်းလည်းမလစ်ဟင်းတယ်လို့ဒီဘက်မှာလည်းကျမတို့သင်ယူရေးမှာလည်းအကုန်လုံးအဆင်ပြေတဲ့အတွက်အားလုံးဆီယမတိုင်းကဆီယမကောင်းဖြစ်ချင်တယ်ဆိုရင်တော့တက်တင်တယ်လို့အကြံဉာဏ်ပေးချင်ပါတယ်